ဖျားတပည့်တော်မပိုင်ဆိုင်ခဲ့ရသောတစုံတဦးသည်ယနေ့မှစ၍စိတ်ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေ။သွားလျာလာလျာခလုံးမထီစူးမညိပဲအနေရကင်းပေးရှင်းပါစေ။စိတ်ဒုက္ခတွေကင်းဝေးပြီးနာကျင်မှုတွေပပျောက်ပါစေ။ကိုယ်စိတ်နှပြချမ်းသာချမ်းသာပြီးအမြဲအေးချမ်းပျော်ရွှင်နိုင်ပါစေ။စိတ်ဆင်းရဲခြင်းခင်းပါစေ။ကိုယ်ဆင်းရဲခြင်းခင်းပါစေ။ဖျားတပည့်တော်မချစ်မြတ်နိုးသောအဲ့ဒီသူသည်အဲ့ဒီသူချစ်မြတ်နိုးသောတစုံတစ်ယောက်နဲ့သက်ဆုံးနိုင်ပေါင်းဖက်နိုင်ပါစေ။ဖျားတပည့်တော်မချစ်မြတ်နိုးသောအဲ့ဒီသူသည်အဲ့ဒီသူချစ်မြတ်နိုးသောတစုံတစ်ယောက်နဲ့ပျော်ရွှင်စွာအတူရှိနေနိုင်ပြီးအခက်အခဲတွေကိုအတူရင်ဆိုင်ဖြေရှင်းနိုင်ကြပါစေ။ဖျားတပည့်တော်မချစ်မြတ်နိုးသောအဲ့ဒီသူသည်အဲ့ဒီသူရွေးချယ်သောတစုံတစ်ယောက်နဲ့လည်းအစဉ်ပြေပြေရှိနေနိုင်ပါစေ။ဖျားတပည့်တော်ပို့တာသောမေတ္တာများသည်ထိုသူထိခိုက်စေလိုခြင်းအလင်းမရှိသောကြောင့်မေတ္တာဆူရာတွေလည်းမဖြစ်ပါစေနဲ့ဖျားချစ်တဲ့သူတတိယတဲ့အခါမပိုင်ဆိုင်ခဲ့ရတဲ့တစုံတစ်ယောက်ကိုတတိယတဲ့အခါမေတ္တာပို့ပါကိုယ်တန်နဲ့ထပ်တူချစ်ရတဲ့တစုံတစ်ယောက်ကိုအလွန်တတိယလာတဲ့အခါသူမျက်နှာလေးကိုမြင်အောင်ကြည့်ပြီးတော့မေတ္တာပို့ပါမေတ္တာဆိုတာပို့တဲ့ကိုယ်လည်းအေးချမ်းရတယ်လို့မေတ္တာပို့ခြင်းခံရတဲ့တစ်ဖက်လူလည်းအေးချမ်းစေပါတယ်တတိယတဲ့အခါလွမ်းဆွတ်တန်းတာနေမယ်ဆိုရင်ကိုယ်လည်းပူလောင်နေရမှာဖြစ်တယ်လို့တစ်ဖက်ကလည်းအဆင်ပြေပြေနေနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကိုမပိုင်ဆိုင်ခဲ့ရတဲ့တစုံတစ်ယောက်ကိုတတိယတဲ့အခါဝမ်းနဲ့ပူဆွေးပြီးလွမ်းဆွတ်တန်းတာနေမယ်ဆိုသူအဆင်ပြေဖို့နဲ့သူပျော်ရွှင်ရဖို့အတွက်မေတ္တာပို့ပြအောင်ပို့ပါမေတ္တာပို့တဲ့အခါမှာလည်းမေတ္တာဆူပါစေတော့ဆိုတဲ့စိတ်နဲ့အညိုကြီးတဲ့စိတ်တွေနဲ့ပို့တာမျိုးမဟုတ်ပဲအဖြူစင်ဆုံးသောမေတ္တာနဲ့မေတ္တာပို့တာမျိုးဖြစ်နေဖို့လိုပါလိမ့်မယ်ပိုင်ဆိုင်ခွင့်မရခဲ့တဲ့လူတစ်ယောက်ကိုစိတ်နာနေမယ်အစားမေတ္တာပို့နိုင်အောင်ကြိုးစားခြင်းဟာမပိုင်ဆိုင်ရလည်းဖြစ်တယ်ရက်ဆက်သွားလဲဆက်ချစ်နေနိုင်တယ်ဆိုတဲ့အတိတ်ပဲပါပဲ